ဒီနေ့မှာတော့ဖုန်းမိတ်2000နဲ့အတန် MB အများကြီးရရင်ဒီကိုကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်ဘယ်လိုမျိုးလုပ်မှာဆိုရင်ကျွန်တော်တို့အရင်ဆုံးဖုန်းမိတ်2000ဖြည့်ပါဖြည့်ပါကျွန်တော်တို့အတန်ရဲ့ဘလုံးထင်းတော့ကျွန်တော်တို့ဝင်မယ်ဗျာခင်းနေကြပြီဆိုရင်ကျွန်တော်တို့ဝိုင်းမဲ့ထားတာလေးကိုနှိပ်လိုက်မယ်နှိပ်ပါရင်ကျွန်တော်တို့1992 channel အတန်24တို့ကျွန်တော်ဝင်မယ်နော်ကျွန်တော်ပြတာဟာလေးကိုဗျာမကြော်ဘဲနဲ့အစဆုံးတခြားလေးကြည့်ပေးပါအဲ့လာမှနားလဲမှာဖြစ်ပါတယ်ပြီးသွားရင်ကျွန်တော်တို့လေဝဲဝိုင်းဆိုရင်ကျွန်တော်တို့မဆော့ဘူးဗျာမဆော့ဘဲနဲ့ကျွန်တော်တို့ပြန်ထွက်လိုက်မယ်နော်အဲ့ဆော့စရာမလိုပြန်ထွက်လိုက်မယ်ပြင်ထုတ်ပါရင်ဗျာပြင်ကျွန်တော်တယ်လီဂရမ်နဲ့သွားမယ်တယ်လီဂရမ်ရောက်ပြီဆိုရင်ဗျာတယ်လီဂရမ်ဆက်ပါမှာ ANAHMADIANONDS SAOP ရှော့မတိုင်းမှုရှေ့ရိုက်ချက်လိုက်ဗျာမှကျွန်တော်ဝိုင်းပြထားရနော်ဒီချက်လေးကိုကြည့်ပေးပါဒီချက်ကြည့်ပေးပါ channel မှာဆိုဒီချက်ကြည့်ပေးပါကျွန်တော်ဝိုင်းပြထားပါတယ်ပြီးရင်ကျွန်တော်အဲ့ channel လေးကိုကျွန်တော်ဝင်လိုက်မယ်ဗျာ channel လေးကဒီ channel လေးဗျာပြီးရင်လူက1900ကျော်ရှိတယ်ပြီးရင်ရော channel လေးကို join ပေးဗျာ join ဝိုင်းရင်ကျွန်တော်တို့မှာပြထားတဲ့ကျွန်တော်မြားပြထားတဲ့နေရာမှာဗျာအတန်ချင်းဆိုတာရှိတယ်အမှပင်ထောက်တာဗျာအပြင်ကိုကျွန်တော်ချက်နှိပ်လိုက်မယ်အဲ့ဒါပြီးတော့ကျွန်တော်ဒီမှာအမှထောင်းနဲ့အတန်ဓာတ်မဟာလေးရှိရဗျာအဲ့လိုကျွန်တော်ထောင်းပေးလိုက်ပါထောင်းဝိုင်းဆိုကျွန်တော် install တင်ပေးဗျာထောင်းပြီးဆိုရင်ဗျာအဲ့ထောင်းလိုက် software ကိုကျွန်တော်ဝင်မယ်ဝင်ပြီးတော့ကျွန်တော်ဖုန်းနံပါတ်နဲ့အကောင့်ဝင်ပေးရပါမယ်နော်ဖုန်းနံပါတ်နဲ့အကောင့်ဝင်ပေးရမယ်ကျွန်တော်တော့ဝင်ပြတော့ဘူးအကောင့်ဝင်ပြီးဆိုရင်ဗျာလူမှုပတ်စံလေးပေါ်လာလိမ့်မယ်အဲ့ဒါကျွန်တော်တို့ play now နှိပ်ပြီးတော့ဒီဇိုင်းရုံပဲဖြစ်ပါတယ်ဒါဇာကြီးကပလီနာရထားနှိပ်ပေးပါပလီနာပဲနေနှိပ်ပေးရမှာဖြစ်ပါတယ်ပြီးတော့ကျွန်တော်ထရီမန်အကောက်လေးကိုရှာလို့မတွေ့ဘူးဆိုရင်လည်းကျွန်တော်ရဲ့ဒီဗီဒီယိုရဲ့ comment အောက်မှာကျွန်တော် link ရှာပေးထားပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးချမ်းတဲ့ရင်ဆိုရင်လည်းကျွန်တော်တောက်လေးကိုအားရဆွတ်ထွားလေးလုပ်ပြီးချောင်းကိုကျွန်တော်တောက်ဆုံးကြည့်ပါတယ်ဗျာနောက်ထပ်လည်းဒီမျိုးဂုံစင်းရမယ့်ဗီဒီယိုတွေထပ်ပြီးတင်ဆက်ပေးဖို့ရှိပါတယ်ကျွန်တော်အားပေးကြပါအောင်လို့ကျွန်တော်ပြောချင်ပါတယ်ဗျ